လိုက်တဲ့ blog ကတော့Air Sambo Charity Run နဲ့ပတ်သက်ပြီးတော့ရိုက်ထားတဲ့ blog လေးပေါ့နော်ဒါပြိုင်ပွဲကဒီနေ့ဒါပြိုင်ပွဲမတိုင်ခင်အရှိတရက်ကမနေ့ကပေါ့နော်သွားပြီးတော့ပြိုင်ပွဲမှာတော့ရမယ် big ပေါ့နော်နံပါတ်ပြပြင်ဘက်မှာကတ်ရတဲ့နံပါတ်ပြကိုယ့်ရဲ့နံပါတ်ပြတွေရယ်registration လုပ်ထားတဲ့အကြောင်းသွားထုတ်ကြပါပေါ့နော်ပြီးတော့အင်ဂျီတွေသူတို့ပေးတဲ့အင်ဂျီတွေဒါအဝင်လန်းမှာပေါ့နော် sponsor company ဒါတက်တောင်ရင်းထဲမှာသွားထုတ်ရတယ် big ထုတ်ရတော့လေ category က3မျိုးရှိရယ် 21k 15k ရယ် 10k ရယ်ဆိုတော့ပစ္စည်းထုတ်ရနေရလဲ3နေရကိုရီးယားတော့ 21k ဆိုတော့ 21k မှာရှမ်းခိုင်ရယ်ဟိုမိုရယ်ထုတ်ခဲ့ပေါ့နော်နောက်ပြီးတော့တငယ်ချင်းတွေကလည်းသူတို့ရဲ့ပစ္စည်းတွေထုတ်လာပေးပါလို့မှာလို့တငယ်ချင်းတွေအတွက်ကိုလည်း 10k နဲ့ 15k မှာသွားထုတ်ပေးတယ်လက်မှတ်ထိုးပစ္စည်းထုတ်ယူရပါတော့ထုံးစံတိုင်းအမှတ်တရတပုံလေးရိုက်ခဲ့သေးတယ်ကိုယ့်ရဲ့ big နဲ့ဒါထုံးစံပဲကဲအထုပ်တွေအားလုံးနဲ့ပြန်လာပါပြီ big ထုတ်ပြီးသွားလို့တနေ့ဓာတ်ကြီးကနေဖြတ်လိုက်ပြီးပြိုင်ပွဲနေ့နည်းနည်းနောက်ကျနေအဲ့နေရာမနှဲလာတယ်ပြေးရခမညာဘာဘယ်တော့လိုက်ပြီးပြရလဲပေစာနောက်ကိုလိုက်ပြရပြီးသေးရပေစာကဲနေလဲထွက်လာတော့ပေစာလည်းမပြီးတော့ပြီးပြီဗောယေးအပျော်ဆုံးချိန်မဲ့အဲ့ချိန်ကတော့ကဲပြီးရင်ဘာလုပ်မလဲတပ်ပုံလေးရိုက်မယ်တငယ်ချင်းတွေနဲ့ရှမ်းခိုင်လေးတွေကိုနဲ့ running eagles တွေမေးပါလားမေးနဲ့လည်းရိုက်လိုက်သေးတယ်ဒါက solo momo ရိုက်ထားတာပေါ့နော်မြက်ခင်းထဲမှာဘောလုံးကွင်းထဲမှာအဲ့ဒါကဲတပ်ပုံရိုက်တာအပျော်ဆုံးချိန်ပါကျမနဲ့အတူတာဝန်ကျေခဲ့တဲ့ဖက်နက်လေးကြည့်ပေးလို့ကျေးဇူးပါရှင်